အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်နာမည်အောင်မိုင်လို့ခေါ်တယ်ဆိုင်မှာသွားစားမှာဖြစ်တယ်ဆိုတော့ကျွန်တော်နဲ့အတူเนาะဆရာထန်တောင်ဆရာဇေပီဆရာဒန်နီယယ်တို့ Red Crab မှာသွားစားဖို့ဖြစ်တယ်ဆိုတော့တော်များများကျွန်တော်တို့မြန်မာလူမျိုးတွေကဟာစားတော့ဆိုင်ပဲစားတော့ဆိုင်သွားစားရင်ကောင်းမလဲဆိုပြီးမှလေเนาะအများအားလည်းအိမ်မှာပဲချက်စားတော့ဆိုင်တွေကလည်းတိတ်မသွားဘူးအဲ့တဲ့ကောင်းကောင်းမွန်ကျွေးချင်တယ်ဒါပေမဲ့ဘယ်မှာကျွေးလို့ကျွေးရမှာမသိတဲ့လူတွေအတွက်ပေါ့နော်ဒီ Red Crab အရန်ကောင်းတယ်ဆိုတာပေါ့နော်ကြော်ညာပေးချင်တယ်ဆိုတော့အခုမှဆရာထန်တောင်တို့ဆရာဒန်နီယယ်တို့ဆရာဇေပီတို့ဝင်ပြီးကျွန်တော်လည်းအခုလိုက်ဝင်မယ်ကျွန်တော်ခဏကြာရင်အထဲမှာပေါ့နော်စားလို့ကောင်းတဲ့အရာလေးနဲ့မိတ်ဆက်ပေးမယ်ကျွန်တော်နဲ့အတူအထဲကိုလိုက်ကြည့်ပေးပါနော်Corn, sport potatoes, half a pound of shrimp, crawfish. It's Too much? no. So eight tails. So 8 lobster tails. What else? And shouldn't have whole A pound or a half a pound? 2 pounds. Two. 1 pound. 1 pound of shrimp, no head. Wow, check that out, man. Sausage. A half a pound of sausage or a pound? A pound of sausage. Anything else? Black mussel. Black mussel 1 pound. ဒီ Red Crab မှာကတော့နော်ဒီ Red Lobster နဲ့မတူတဲ့အရာကသူက juicy နော်အရည်နဲ့ Yes. ဒီ Red Lobster ကျတော့ So သူက this is နည်း how it ချောက် works. ပြီး It says for a American pound. ပုံစံ It'll be 1 corn and 2 အဲ့လိုမျိုး potatoes ဖြစ်တယ် per pound. ဆိုတော့ Red Crab ကျတော့ကျွန်တော် So would you like Asian to do ပို့ပြီးကြိုက် your များ flavor and your things I would say is the best things to try at the crab would be, of course, the calamari. All of our boils are good. I would definitely say the Tuesday is very popular. The Monday, the sausage special, Dungeness, of course, the weekend. The lobster tail special where you get 2 lobster tails. We have a house sauce, which is a juicy, which we're known for, which is all 3 of the sauces mixed together, which is Cajun garlic butter and lemon pepper. And of course, if you're looking for a cocktail, အခုတော့ကျွန်တော်တို့မာထားပြီးပြီအခုဒီမှာအရန်အစားကြီးတဲ့ဆရာထန်တောင် Yes, sir. လုံးဝသူအကြိုက်ဟုတ်တယ်အဲ့ဒီ lobster ကလေဘရင်ကြီးနံပါတ်ကြိုက်တယ်ဆိုတော့ပုံမြင်ထရလို့ပဲဆရာထန်တောင်ရောက်တဲ့နေရာမှာအဲ့ဒါ red lobster အဲ့ lobster တွေများများကျွေးပေးပါဆရာဒန်နီယယ်ကတော့သူတိတ်မစားဘူးဒါပေမဲ့နှစလုံးလို့ပြောထားတယ်ဟုတ်မှာဆရာကတော့စကားတော့မပြောအားဘူး one here. လုံးဝဆွဲနေတယ် One for each. ကျွန်တော်သမင်းနဲ့ယူလို့ရနော်ကျွန်တော်သမင်းနဲ့ယူလို့ကြိုက်တယ်သမင်းနဲ့ယူလို့ရပါတယ်လုံးဝရောက်တယ်မှန်ကန်ရှယ်ပဲအရန်ကောင်းစားရင်နဲ့ဒီည Joshua Ben ရဲ့နော်အဲပွဲစဉ်လဲကျွန်တော်တို့ကြည်နေတာဖြစ်တယ်โอเคရမိုက်တယ်ဒီနော်ဒီမှာသူ sign ထိုးပြီးလို့ရတယ်ဒီနေရာမှာလေအားလုံးမလာခဲ့တယ်ရောက်ဘူးတယ်ဒီဆိုင်မှာလာဘူးတယ်လာစားဘူးတယ်ဆိုတော့အမတ်တရကိုနာမည်လေးတွေကိုရဲ့ sign တွေထိုးသွားလို့ရတယ် Wow, chare. Wow. Tera. Kid, Bibi, where Bibi? Yay! Oh, what? Just 亲大英的。